မျက်ကွင်းညိုတဲ့သူတွေရှိကြလားမျက်ကွင်းကအကြောင်းမျိုးမျိုးကြောင့်ညိုနိုင်တယ်ပေါ့နော်ဥပမာအရေးအရန်တက်တာပြီးတော့ genetic အရက်သေးလေးအလွန်ကျွံတောက်သုံးတာပြီးတော့မျက်လုံးသားတစ်ဝိုက်ကိုခဏခဏပုတ်တာရဲ့ကြောင့်လည်းမျက်ကွင်းလေးတွေကညိုလာတတ်ပါတယ်ဆိုတော့ဒေါက်တာတို့အနေနဲ့ treatment ကိုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီအများစုကအရင်က filler ထိုးကြရပေါ့နော် filler ကတော့ဒီမျက်ကွင်းအောက်ကvolume loss မျက်လုံးချိုက်တာဆိုလို့ရှိရင်တော့ filler နဲ့ထိုးလို့အဆင်ပြေပေမဲ့ဒီအရင်မချိုက်ဘူးမျက်လုံးအောက်ကအရေပြားလေးပဲညိုနေတာဆိုလို့ရှိရင်တော့ဒီ under eye rejuvenation treatment လေးတွေကပို့ပြီးတော့မှတင့်တော်ပါတယ်ဆိုတော့ဒေါက်တာတို့ဒီအောက်မှာညိုနေတဲ့ဘာအများစုဖြစ်နေရလဲဆိုတော့ melanin လို့ခေါ်တဲ့ရောင်ခြည် pigment လေးတွေစုလာပြီးတော့ဖြစ်တာမျိုးလည်းရှိနိုင်တယ်ပြီးတော့ဒီမျက်လုံးအောက်ကအရေပြားလေးကအရန်ပါပြီးတော့အထဲကသွေးကြောလေးတွေကရောင်ပြန်ပြီးတော့မှပြန်ပြီးတော့ညိုနေရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်ဒေါက်တာတို့ကဒီ salmon DNA လေးတွေကိုမျက်လုံးအောက်ကအရေပြားတွေကိုထိုးပေးလိုက်ခြင်းအပြင်မျက်လုံးရဲ့ဒီအရေပြားရဲ့ thickness ကိုပြန်ပြီးတော့ထူလာစေတယ်ပြီးတော့သွေးလည်ပတ်မှုကောင်းလာတယ်ပြီးတော့ hydration လည်းပြန်ဖြည့်ပေးရတဲ့အတွက်ကြောင့်မလို့တိတာကောင်းဖွင့်တဲ့ရလဒ်လေးကိုပို့ပြီးတော့ရရပေါ့နော်ဆိုတော့ကိုကဒီ treatment ကဘယ်ဟာနဲ့တင့်တော်လဲဆိုတာကိုတော့အရင်ဆုံး consultation ယူလိုက်တာတော့ပိုကောင်းတယ်အဲ့ဒါမှသူ့အတွက်တကယ်ထိရောက်တဲ့တင့်တော်တဲ့ treatment လေးတွေကိုပြန်ပြီးတော့ဒေါက်တာတို့ကအနေနဲ့ရွေးချယ်ပေးလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီအခု under eye treatment လေးအကြောင်းပြောပြပြီဆိုတော့ဒီ treatment လေးကဘယ်နှကြိမ်လုပ်ရတယ်ဘယ်နှကြိမ်ဆိုလို့ရှိရင်စပြီးတော့ထိတာရဲဆိုတာလေးလည်းအခုဒေါက်တာပြပြပေးချင်ပါတယ်ဆိုတော့ဒီ under eye treatment လေးကိုယူမယ်ဆိုလို့ရှိရင်အနည်းဆုံးတစ်လတစ်ခါနဲ့3ချိန်တော့ယူသင့်တယ်အဲ့ဒါမှဒါတကယ်optimal result ကိုရရှိမှာပဲဖြစ်ပါတယ်ဆိုတော့ result ကအနေနဲ့ကတစ်ချိန်နဲ့တင်တောင်မှပဲသူ့ရဲ့ percentage တစ်ခုလောက်ကတော့ improvement ကိုဒေါက်တာတို့တွေ့ရတယ်ဒါပေမဲ့ full result ရဖို့ဆိုလို့ရှိရင်တော့အနည်းဆုံး3ချိန်လောက်လုပ်ပေးဖို့လိုတယ် full course 3ချိန်ပြည့်သွားပြီဆိုလို့ရှိရင်တော့နောက်ပိုင်းမှာကိုယ့်ရဲ့lifestyle နဲ့ကိုယ့်ရဲ့ဒီမျက်ကွင်းပြန်ပြီးတော့ညိုနိုင်ခြင်းကိုကြည့်ပြီးတော့ပေါ့နော် booster အနေနဲ့3လသို့မဟုတ်6လတစ်ခါပြန်ပြီးထိုးပေးရဆိုလို့ရှိရင်အဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်ညှို့ပြိုလန်းဆန်းပြီးတော့မှ fresh ဖြစ်တဲ့ look လေးကိုရဖို့ဒေါက်တာတို့ရဲ့ Dr. Rejuve ဆေးခန်းကိုလာရောက်ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်